ဒီလောက်ကျန်းတဲ့သူကိုတားနိုင်ခဲ့တဲ့ဟာရှူရာမာကိုလည်းအန်အောနေကြပြီမာဒါရာကိုရိုင်ကလည်းသူ့ဟာရှူရာမာကလွှဲရင်ဘယ်သူမှမနိုင်နိုင်တဲ့အတွက်သူလည်းမရှိတော့တာကြောင့်အဲ့ဒါကမဖြစ်နိုင်တော့ဘူးလို့ပြောရင်ဒါနဲ့တစ်ချက်လောက်ခုတ်ပြလိုက်ပါတယ်ထုတ်ချက်တစ်ချက်နဲ့တောင်နှလုံးပြတ်သွားနိုင်လောက်အင်အားကြီးမှလုံးတာကြောင့်အကုန်လုံးကလည်းဥချီယာမာဒါရာကိုကြည့်ပြီးမှင်သက်ကုန်ကြပါတယ်အရှင်တော့ကြောက်တုံးရကိုလာတော့ကလည်းကလေးတွေနဲ့ရှင်မတိုက်ခိုက်ချင်တာကြောင့်နောက်ဆုတ်သွားခဲ့တာဖြစ်ကြောင်းပြောရင်ရှေ့ကိုတလန်းချင်းတိုးလာတဲ့အချိန်မှာတော့ရွာကြီး900ရဲ့ခါခဲတွေကလည်းကြောက်ကြီးနေမိကြပါတယ်အဲ့ချိန်ထိအောင်သူတို့တွေအလင်းရောင်ကိုတွေးနိုင်နေရလို့ယုံကြည်နေတဲ့အိုနိုကီကြောင့်မာဒါရာကဆူဆာနိုရဲ့ဓာတ်တစ်ချက်ရန်လိုက်ရင်ဘယ်အရာမဆိုနှစ်ပိုင်းဖြတ်လိုက်နိုင်တဲ့အတွက်ခါခဲတွေကိုကိုဘွားကိုတွေးထားဖို့တတိပေးလိုက်ပါတယ်တစ်ဖက်မှာအီတာချီကတော့ဂျူဆူကိုဖျက်ဖို့လုပ်နေပြီးဆာစကေကတော့အီတာချီကိုစတွေ့တော့ကထိုဘီနဲ့တန်ဆိုပြောတာတကယ်ဟုတ်မဟုတ်အတီးပြုကျင်လို့ပဲလိုက်ခဲ့တာဖြစ်ပေမဲ့သူတီးလိုက်ရတာကအဲ့ဒါတွေမဟုတ်ပဲအတိတ်ကသူ့အကိုနဲ့ရှိခဲ့တဲ့အကြောင်းတွေကိုတတိယမိသွားတဲ့အပြင်ငငယ်တုန်းကသူ့အကိုပေါ်ထားခဲ့တဲ့လေးစားမှုတွေပြန်ပေါ်လာခဲ့တဲ့အကြောင်းကိုပြောပါတယ်အဲ့လိုပဲသူကအီတာချီနဲ့ရင်းနှီးလာလေပို့ပြီးနားလဲလာလေဖြစ်တာကြောင့်သူ့အကိုကိုနားကျင်အောင်လုပ်ခဲ့တဲ့ကိုနိုဟာကိုလည်းပို့ပြီးမုန်းတီးလာပြီးရဲ့အကြောင်းပြောပါတယ်သူ့အနေနဲ့အကိုကြီးအီတာချီကသူ့ကိုဘာလို့စိတ်ချင်လဲဆိုတာကိုနားလည်ပေမဲ့အခုချိန်မှာဂျွာကိုကာကွယ်မယ်ဆိုရင်တော့တစ်ချိန်ညရင်သူပြန်ပြီးဖျက်ဆီးမှဖြစ်တဲ့အကြောင်းနဲ့သူ့ရဲ့အကိုကြီးကိုနှုတ်ဆက်ပါတယ်လို့ပြောလိုက်ပါတယ်အီတာချီကတော့ဆာစကေနဲ့ပတ်သက်ပြီးနာရူတိုကိုယုံကြည်ထားတဲ့အတွက်ဘာမှမပြောတော့ပဲအေဒိုဒန်ဆဲကိုပဲဖျက်လိုက်ပါတယ်အဲဒါကြောင့်စစ်မြေပြင်မှာရှိနေတဲ့အဖွားချီကိုခီမီမာတို့ဒိဒါရာဒန်နဲ့တခြားစင်ကော်ခံရတဲ့သူတွေအားလုံးကအလင်းရောင်တစ်ခုခုနဲ့အတူထူးခြားလာကြပါတယ်မာဒါရာကလည်းခါခဲရီကိုအဆုံးသတ်တော့မယ့်အချိန်မှာသူ့ရဲ့ဆူဆာနိုကပြတ်ကွယ်သွားတာကြောင့်ဂျူဆူကိုတုံးတဲ့သူတစ်ခုခုဖြစ်သွားပြီဆိုတာကိုရိပ်မိလိုက်ပါတယ်အီတာချီကတော့ဘာမှထပ်ပြီးညာစရာမလိုတော့တဲ့အတွက်သူမသွားခင်မှာဆာစကေကိုအမှန်တရားအားလုံးပြောပြခြင်းပြီးထိုဘီနဲ့တန်ဆိုပြောသမျှအားလုံးကအမှန်တွေပဲဖြစ်တဲ့အကြောင်းပြောရင်သူ့ရဲ့ရှရင်ငန်းနဲ့မှတ်ညံတွေအားလုံးကိုပြလိုက်ပါတယ်တီဆူယီအနေနဲ့ဥချီယာရီတော်လန်မာကိုမတားနိုင်တော့ဘူးဆိုတာကိုကြိုသိနေခဲ့ပြီးတကယ်လို့အဲ့လိုဖြစ်လာခဲ့ရင်လည်းတခြားနိုင်ငံတွေရဲ့ပါဝင်ပတ်သက်မှုကြောင့်စစ်ပွဲကကျင်းနေဖြစ်လာမှာဖြစ်ပါတယ်သူကခိုတိုအာမာဆူကာမီနဲ့တားဖို့ကြိုးစားကြည့်ခဲ့ပေမဲ့လည်းဒန်ဆိုကသူ့ကိုမယုံတဲ့အတွက်ညာဘက်မျက်လုံးတစ်လုံးကိုယူသွားခဲ့ပြီးဒန်ဆိုကလည်းရွာကိုသူ့နည်းသူ့ဟန်နဲ့ကာကွယ်ချင်တာဖြစ်ကြောင်းပြောပါတယ်ကြံနေတဲ့ဘယ်ဘက်မျက်လုံးကိုလည်းလာယူမှကျင်းနေနေတဲ့အတွက်ရှီဆူယီကသူယုံကြည်ရတဲ့တဦးတည်းသောသူဖြစ်တဲ့အီတာချီကိုပေးထားခဲ့ပြီးရွာကိုကာကွယ်ဖို့နဲ့ဥချီယာရဲ့ဂုဏ်သတင်းကိုလည်းမညှိုးနှမ်းစီဖို့မှာကြားသွားခဲ့ပါတယ်အီတာချီကရွာပေါ်တစ္ဆာရှိတဲ့သူကိုဥချီယာရဲ့ပုံကံမဲ့ကိစ္စကိုရွာရဲ့အကြီးအကဲတွေအားလုံးကိုပြောပြခဲ့ရကြောင်းရွာရဲ့အကြံပေးတွေနဲ့ဒန်ဆိုကဥချီယာမျိုးနယ်ကိုချက်ချင်းအင်အားသုံးဖြစ်ရှင်းနေကြပါတယ်ခိုကာခဲဖြစ်တဲ့ဟီရူဇန်တယောက်ပဲအီတာချီကိုစာနာရဲ့အတွက်ကန့်ကွက်ခဲ့ပြီးဥချီယာဆိုတာကလည်းရွာရဲ့အားထားရတဲ့ရဲဘော်တွေဖြစ်တဲ့အတွက်အရင်ဆုံးဆွေးနွေးကြမယ်လို့ပြောပါတယ်ဒါပေမဲ့ဒန်ဆိုကတော့လက်မခံပဲအီတာချီကိုနှစ်ယောက်တည်းစကားပြောခဲ့ပြီးဥချီယာရဲ့ဘက်မှနေရင်ကလန်တစ်ခုလုံးနဲ့အတူနာမည်စုံနဲ့တင်မလားကိုနိုဟာရွာဘက်မှနေရင်အပြစ်ကင်းတဲ့ကိုညီလေးရဲ့အသက်ကိုချမ်းသာပေးမလားရွေးချယ်ခိုင်းခဲ့ပါတယ်အီတာချီရဲ့သဘောထားကိုတော့မမေးခဲ့ပဲဒီစစ်စစ်ရေးအတွက်ယုံကြည်ရတဲ့သူကမင်းမရှိရဆိုတဲ့စကားနဲ့ရွာပေါ်ချစ်တဲ့အီတာချီရဲ့စိတ်ကိုဒန်ဆိုကအတုံးချခဲ့ပြီးတာဝန်ကိုအတင်းကျပ်စေခိုင်းခဲ့ပါတယ်ကိုနိုဟာရဲ့နာဂါနိုရှယ်ရိုင်းကိုဖိုးဝင်ခဲ့တဲ့ရွာနဲ့ဥချီယာတွေမုံနဲ့ထိုးပြီးအကြောင်းကိုလည်းသိနေတဲ့အတွက်သူ့ဘက်ကဥချီယာတွေကိုလက်စားချဖို့ကူညီပေးမှဖြစ်လို့ရွာနဲ့ဆာစကဲကိုတော့ထပ်ပြီးအန်ရမပြုတ်ပါဘူးဆိုတဲ့ကတိကိုတောင်းခဲ့ပါတယ်အီတာချီရဲ့ဆုံးဖြတ်ချက်ကိုလည်းသူ့ရဲ့အဖေနဲ့အမေကမငင်းဆန်ခဲ့ပေမဲ့သူတို့တည်သွားခဲ့ရင်တော့ဆာစကဲကိုစောက်ရှောက်ပါဆိုတဲ့စကားနဲ့ဒါကအီတာချီကိုယ်တိုင်ရွေးချယ်ထားတဲ့လမ်းဖြစ်တဲ့အတွက်မကြောက်နေဘူးနဲ့အီတာချီနဲ့ရှင်လိုက်ရင်သူတို့ကနာကျင်မှုကိုခဏပဲခံစားရမှာဖြစ်တဲ့အကြောင်းပြောရင်လက်ခံခဲ့ကြပါတယ်သူတို့တွေကအမြင်မတူကြပေမဲ့တားတယောက်အနေနဲ့သူ့အတွက်ဂုဏ်ယူရဆိုတဲ့အကြောင်းပြောခဲ့ပြီးသူတို့ကိုယ်တိုင်ပဲအီတာချီရဲ့လက်ပေါ်မှာအသေးခံခဲ့ကြတာဖြစ်ပါတယ်အဖြစ်မှန်တွေကိုတီးလိုက်ရတဲ့ဆာစကဲကလည်းမှင်သက်သွားမိခဲ့ပြီးအီတာချီကတော့သူ့ညီလေးကိုအမျက်ညာနေမိရဲ့အတွက်ခွင့်လွှတ်ပေးပါဆိုတဲ့စကားနဲ့တူသူ့ရဲ့အဝေးမှာထားခဲ့ရတာကလည်းဒီအရှုပ်ထုတ်တွေရဲ့ဝင်မပါစေခြင်းလို့ဖြစ်ကြောင်းပြောပါတယ်ဒါပေမဲ့အခုချိန်မှာတော့ဆာစကဲကပြောင်းလဲသွားပြီဆိုတာသူယုံကြည်ပေမဲ့အစတည်းကအမှန်တိုင်းပြောခဲ့ရင်လည်းအခုလိုသူ့ညီလေးရှိမှတော့ရက်နေလို့ရမှာမဟုတ်တဲ့အကြောင်းရှင်းပြပါတယ်အီတာချီကနောက်ဆုံးအချိန်မှာတော့ဆာစကဲရဲ့နှစ်ဖူးကိုသူ့လက်နဲ့မထိတော့ပဲသူ့ညီလေးကိုခေါင်းနဲ့ထိလိုက်ရင်းနဲ့သူ့ကိုခွင့်လွှတ်ပေးဖို့မလိုပဲအကိုကြီးကအမြဲတမ်းညီလေးကိုချစ်နေမှာပါလို့ပြောရင်ဒီတစ်ခါတော့အပီးတိုင်ပြတ်ွယ်သွားပါတယ်တစ်ဖက်မှာစင်ကော်ခံရတဲ့ရှင်နိုဘီတွေကလည်းအသိစိတ်ပြန်ဝင်လာကြပြီးအေဒိုဒန်ဆေးကိုတဲရောက်ဖျက်လိုက်ပြီဆိုတာကိုသိလိုက်ကြပါတယ်အဲဒါကြောင့်နာရူတိုတို့ကလည်းအီတာချီလုံနိုင်သွားပြီဆိုတာကိုသိလိုက်ကြပြီးဒုတိယမြောက်စူဂျီကာရဲ့မူကလည်းရှင်နိုဘီမဟာမိတ်တက်ကြီးရဲ့အနာဂတ်ကိုထိန်းသိမ်းဖို့အိုနိုကီကိုပြောခဲ့ခိုင်းလိုက်ပါတယ်ဒိဒါရာကလည်းခါဘူတိုရှုံးသွားပြီဆိုတာကိုသိလိုက်ပြီးခါဘူရာကလည်းမာကီကိုအနာဂတ်မှာတေချာပေါက်ရှင်တန်နေဖို့ပြောသွားခဲ့ပါတယ်အဖွားချီယိုကလည်းရုပ်သေးပညာရက်တွေကိုခန်ဂူရိုစီမှာပဲထားခဲ့လိုက်ပြီးတော့ဒန်ကလည်းသူမပြောက်ွယ်ခင်ဆူနာတဲကိုတွားတွေ့ကျင်တာကြောင့်အကာရန်ကိုဖျက်ခိုင်းလိုက်ပါတယ်ပြီးရင်တော့ Ghost Transformation ဂျူဆူနဲ့ဆူနာတဲစီကိုထွက်သွားလိုက်ပြီးတချင်ကအဲ့ဒီဂျူဆူကခန္ဓာကိုယ်ထဲကနေဝင်းကျင်ထွက်ပြီးတော့အဝေးရရန်သူကိုတောင်တက်လို့ရနိုင်တဲ့ဂျူဆူတစ်ခုဖြစ်ကြောင်းချိုစာကပြောပြပါတယ်အဲ့ချိန်ဌာနချုပ်ကအချိန်တွေကိုနားလေသွားကြပြီမဲ့ဘသူကအောင်မြင်အောင်လုပ်နိုင်လိုက်တာလဲဆိုတာကိုတော့စဉ်းစားလို့မရပဲဖြစ်နေကြပါတယ်ဆာစကဲကလည်းနောက်ဆုံးအနေနဲ့သူ့ကိုကြီးကိုရက်ကြည့်နေမိပြီးယူကီတိုယာဂူရာဟန်ရိုရှိဖူးနဲ့ဥတာကာတာတို့ကလည်းသူတို့ရဲ့အိမ်မက်တွေကိုနာရူတိုစီမှာထားခဲ့ကြပါတယ်